This is our vision. Daily news brought to you by Rohingya Vision. Mingla Wakmya, 2015 ခုနှစ် April 12 ရက် တနင်္ဂနွေနေ့ Our Vision မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီခင်ဗျာဒီကနေ့အတွက်မြန်မာနိုင်ငံဆိုင်ရာနောက်ဆုံးရသတင်းတချို့ကိုတင်ဆက်ပေးပါတော့မယ်ခင်ဗျာရခိုင်ပြည်နယ်မှာ White Cat ကိုင်ဆောင်သူတွေဟာ April 1 ရက်နေ့ကနေစလို့ White Cat တွေပြန်အပ်ပြီးတဲ့နောက်သူတို့ရဲ့သွာလာလှုပ်ရှားခွင့်တွေအရင်ကထက်ပိုပြီးတော့ပိတ်ပင်တားမြစ်ခံရတယ်လို့သတင်းရရှိပါတယ်။မောင်နှောနဲ့ဘူးသီးတောင်ကိုအပြန်အလှန်ကူးလူသွာလာပြီးတော့ဈေးရောင်းဈေးဝယ်လှုပ်ရှားနေကြတဲ့ဒေသခံရိုဟင်ဂျာတချို့ကိုပြီးခဲ့တဲ့ရက်ပိုင်းကအာဏာပိုင်တွေကခရီးသွာလာခွင့်လက်မှတ်ပုံစံစာရွက်မပါလို့ဆိုပြီးတော့ဖမ်းဆီးလိုက်ပါတယ်။အခုလ10ရက်နေ့ကဒီမောင်နှောမြို့နယ်ပေါင်းသားရွာသားတဦးနဲ့မင်္ဂလာကြီးရွာသားတဦးတို့ဟာဘူးသီးတောင်မြို့မှဈေးကိုတွားလိုတာကြောင့်မောင်နှောမှာရှိတဲ့ဒီ3မိုင်စစ်ဆေးရေးဂိတ်စခန်းကိုအကြောင်းကြားကတွားရောက်ပြီးတဲ့နောက်မောင်နှောကိုပြန်လာမှာတော့ဒီဘူးသီးတောင်အကျဉ်းထောင်နားမှာရှိတဲ့ကင်းစခန်းကသူတို့ကိုဒီခရီးတွားလက်မှတ်မပါတဲ့အကြောင်းပြချက်နဲ့ဖမ်းဆီးခဲ့တာလို့ဒေသခံတို့ကပြောပါတယ်သူတို့နှစ်ဦးကိုအဲ့ဒီစခန်းမှာတညလုံးဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီးနောက်တစ်နေ့မှာကျပ်ငွေ15သိန်းညှစ်ယူပြီးမှပြန်လွှတ်ပေးခဲ့တယ်လို့လည်းသိရပါတယ်White Cat ကိုင်ဆောင်သူတွေဟာအရင်ကခရီးတွားလာလို့ရင်ခရီးတွားလာခွင့်လက်မှတ်ပုံစံ၄ဆိုတဲ့အထောက်အထားလက်မှတ်နဲ့တွားလာခွင့်ရကြတာဖြစ်ပေမဲ့အခုအခါ White Cat တွေတင်လိုက်ပြီးတဲ့နောက်အဲ့ဒီလိုအထောက်အထားတွေလည်းအာဏာပိုင်တွေကထုတ်မပေးတော့လို့တွားလာလှုပ်ရှားခွင့်တွေအရင်ကထက်ပိုပြီးကန့်သက်လိုက်တယ်လို့ဖြစ်သွားတယ်လို့လည်းဒေသခံတွေကပြောပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာတကြံကာလအတွင်းလိန်ကိစ္စမှုခင်းတွေထိန်းချုပ်နိုင်ဖို့ဆိုပြီးတော့အထူးစီမံကိန်းအနေနဲ့ရန်ကုန်မြို့နဲ့နယ်မြို့တွေကဆေးဆိုင်တွေကိုဆေးဝါးတချို့တင်မရောင်းဖို့အာဏာပိုင်တွေကပိတ်ပင်လိုက်ရမှာရခိုင်ပြည်နယ်ဘက်ကဒီစစ်တွေနဲ့မောင်းတော်မြို့နယ်တွေမှာတော့အစ္စလမ်ဘာသာဝင်တွေပိုင်းတဲ့ဆေးဆိုင်တွေကိုပဲပြစ်မှတ်ထားရွေးချယ်ပြီးတော့ဆိုင်တွေပါပိတ်ပင်မှုတွေလုပ်နေပြီးဆေးဆိုင်ပိုင်ရှင်တွေကိုလည်းမတရားဆွဲချက်တွေနဲ့ဖမ်းဆီးနေတယ်လို့သတင်းရရှိပါတယ်ရက်ကွက်အာဏာပိုင်တွေနဲ့ရဲတပ်ဖွဲ့ကဒီစစ်တွေနဲ့မောင်နှောမြို့နယ်တွေကဆေးဆိုင်တွေကိုဝင်ရောက်စစ်ဆေးနေရမှာမွတ်စလင်တွေရဲ့ဆေးဆိုင်တွေသာပိတ်ပင်ခံနေရပြီးတော့ဆေးဆိုင်ပိုင်ရှင်တချို့ကိုလည်းမဟုတ်မှန်တဲ့ဆွဲချက်တွေနဲ့ဖမ်းဆီးနေတာလို့ဒေသခံတွေကပြောပါတယ်မြန်မာနိုင်ငံမှာအခုပြုလုပ်တဲ့ဒီအထူးစီမံကိန်းအနေနဲ့တားမြစ်တဲ့အထက်မှာတရားမဝင်ဆေးတွေသာမကတရားဝင်တင်သွင်းရောင်းချနေတဲ့ဆေးတွေကဆေးအမျိုးအစားတချို့ကိုလည်းတကြံကာလအတွင်းမရောင်းချဖို့ပိတ်ပင်ခဲ့တာလို့လည်းသိရပါတယ်ခင်ဗျာရခိုင်ပြည်နယ်မောင်းတော်ခရိုင်တွင်းကမောင်းတော်ဘူးသီးတောင်နဲ့ရသေ့တောင်မြို့နယ်တွေကရိုဟင်ဂျာလူမျိုးတွေထံကဆွဲတင်စစ်ဆေးမှုတွေအတွင်းဆွဲတင်စစ်အဖွဲ့ဝင်အာဏာပိုင်တွေကခေါင်းစဉ်အမျိုးမျိုးတက်ပြီးနီလန်းမျိုးစုံနဲ့ကျပ်ငွေသိန်းပေါင်းများစွာကိုအဓမ္မကောက်ခံယူခဲ့တယ်လို့သတင်းရရှိပါတယ်။ပြီးခဲ့တဲ့မတ်လတုန်းကဒီဘူးသီးတောင်မြို့နယ်ချင်းသမားကျေးရွာအုပ်စုနဲ့မိချောင်းစေးကျေးရွာအုပ်စုတွေမှာလုပ်ခဲ့တဲ့ဆွဲတင်စစ်တွေအတွင်းအဲ့ဒီဆွဲတင်စစ်ခေါင်းစဉ်အောက်ကမွေးတိုးကတေပြောက်စရင်တင်ကပြောင်းရွှေ့ကလက်ထက်ခနဲ့ထွေစရိတ်ဆိုပြီးတော့လူဦးရေစုစုပေါင်း354ဦးထံကကျပ်ငွေသိန်းပေါင်း180ကျော်ကိုအဓမ္မကောက်ယူခဲ့ကြောင်းဒေသခံတွေကသတင်းပေးပို့ပါတယ်ခင်ဗျာရခိုင်ပြည်နယ်နားကပင်လယ်ပြင်မှာပြီးခဲ့တဲ့ရက်ပိုင်းကရိုဟင်ဂျာတန်ငါသည်15ဦးပါတဲ့ငါးဖမ်းဆက်လေတစည်းကိုဘင်္ဂလားဒေ့ရှ်ရေတပ်အာဏာပိုင်တွေကဖမ်းဆီးလိုက်ပါတယ်။မြန်မာနိုင်ငံရခိုင်ပြည်နယ်သားတွေဖြစ်တဲ့အဲ့ဒီတန်ငါသည်15ဦးကိုပြီးခဲ့တဲ့အင်္ဂါနေ့ကဘင်္ဂလားဒေ့ရှ်ပိုင်စိတ်မာတင်ကျွန်းအနီးမှာဖမ်းမိခဲ့တာဖြစ်ပြီးတော့ဘင်္ဂလားဒေ့ရှ်ရေတပ်အာဏာပိုင်တွေပြောတာကသူတို့တွေဟာဘင်္ဂလားရေပိုင်နဲ့အတွင်းငါးဖမ်းလို့အခုလိုဖမ်းဆီးလိုက်တာလို့ဆိုပါတယ်။အဆိုပါတန်ငါသည်တွေရဲ့အဆိုအရတော့သူတို့တွေဟာမြန်မာရေပိုင်တဲ့ထဲမှာပိုက်တွေချပြီးငါးဖမ်းနေစဉ်မှာမိုးလေတွေထန်ပြီးတော့ရာသီဥတုဆိုးဝါးလာလို့အဲ့ဒီဘက်ကိုရောက်သွားတာလို့ဆိုပါတယ်အခုခါမှာတော့သူတို့တွေကိုမြန်မာအာဏာပိုင်တွေစီလွှဲပြောင်းပေးလိုက်ပြီလို့သိရပေမဲ့သူတို့တွေနေရပြန်ရောက်ပြီလားဒါမှမဟုတ်မြန်မာဘက်ကပဲဆက်လက်ထိန်းသိမ်းထားသလားဆိုတာတော့မသိရသေးပါဘူးခင်ဗျကိုကန့်ဒေသအရှိတ်ချမ်းမှာအစိုးရစစ်တပ်ဘက်ကလူအင်အားလက်နက်ကြီးအင်အားတွေတိုးမြင့်ပြီးတော့စစ်ရေးအရှိန်မြင့်လာတယ်လို့ကိုကန့်တပ်ဘက်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်အစိုးရတပ်တွေဟာလူအင်အား1800ကနေ2000ကြားလောက်သုံးပြီးတော့နေတိုင်းထိုးစစ်ဆင်နေတာ4ရက်လောက်ရှိပြီလို့ MNDAA လို့ခေါ်တဲ့ကိုကန့်တပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဦးထွန်းမြတ်လင်းကပြောဆိုတဲ့အကြောင်း BBC သတင်းတရက်မှာဖော်ပြထားပါတယ်ဟိုပန်နဲ့ချင်းရွှေဟော်စတဲ့ဒီလောက်ကိုင်မြို့ရဲ့တောင်ဘက်ကနေဆက်ဒေသတွေမှာလည်းအစိုးရကလက်နက်ကြီးအင်အားတိုးချဲ့ပြီးတော့စစ်ဆင်နေတယ်လို့လည်းဆိုပါတယ်
ကိုကန့်တပ်နဲ့မြန်မာအစိုးရစစ်တပ်တွေကြားဖြစ်ပွားနေတဲ့အဲ့ဒီကိုကန့်ဒေသတိုက်ပွဲတွေဟာ2015နှစ်ဆန်းပိုင်းမှာတောက်လျှောက်ဆိုသလိုဖြစ်နေခဲ့ပြီးတော့အစပိုင်းတိုက်ပွဲတွေမှာမြန်မာအစိုးရတပ်တွေအထိခိုက်အကြဆုံးများခဲ့ပြီးတော့နောက်ပိုင်းမှာတော့ဒီနှစ်ဖက်စလုံးမှာအကြဆုံးထိခိုက်ဒဏ်ရာရသူတွေပိုများလာတယ်လို့ကိုကန့်တပ်ဖွဲ့ဘက်ကပြောပါတယ်အခုနောက်ပိုင်းမှာတော့အစိုးရကထိုးစစ်ဆင်ပြီးတော့နေမြေတော်တော်များများကိုပြန်ပြီးတော့ထိန်းချုပ်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်